တော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကို နေဟာ မပါရင်ထမင်းပွဲတဲ့ဘာလို့လို့သိနေကြမှာပဲဆိုငပိရေကျိုး ဟာပါလို့ဟာလို့ သူအကြောင်းပြောရင်အကောင်းတကားထက်ကိုလူတိုင်းလဲစွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကို နေဟာ သူမပါရင်ထမင်းပွဲတဲ့ဘာလို့လို့သိနေကြမှာပဲဆိုငပိရေကျိုး ဟာပါလို့ဟာလို့ ဘိုးကြီးအမေကြီးကြိုက်တယ်ငပိရေကျိုး ဟေး ခလေးနဲ့လူကြီးကြိုက်တယ်ငပိရေကျိုး နေဟာ ဗမာတွေပြောစမထောင်းနဲ့မလဲတော့ပြောရင်နဲ့တောင်မရေရိုးထမင်းမဲစားခြင်းလို့လို့အနံလေးမွေးခဝေးဝေးနေနိုင်မှာဘူးဆိုနေနိုင်မှာဘူးဆိုငရုတ်ကြီးမီးဖုတ်လို့ဘူးညွန့်ပြုတ်နဲ့မြုပ်ပါတုတ်လိုက်ရရင်ဖြစ်စက်သားဟင်းဝက်သားဟင်းဘာဟင်းမှမလို့ထမင်းလဲမိန်လာပါတကူအတိတွေဆုံးမေးတဲ့ငါ့ကိုကျိုး ဟာပါ